လေးတစ်ချက်နဲ့အားမနေတို့စူးစမ်းခဲ့တာပြောတာကျင်နဲ့တယ်ကိုကျင်နဲ့တယ်အခု40ရှိပြီအမေလည်းပြောတယ်တခါမှနော်ဒုက္ခမပေးခဲ့ဘူးတဲ့သူတို့တဲ့နော်မိဘတွေလည်းဘုန်းတို့စဉ်းစားလိုက်တဲ့အမြဲတမ်းကျင်နဲ့ဘုန်းတို့မိဘတွေကိုလည်းအလုတ်ခိုင်းခဲ့လို့ကျင်နဲ့ကျေးဇူးတင်ကိုတာဝန်ကိုယူတဲ့အောင်သင်ပေးခဲ့တဲ့မိဘတွေကျေးဇူးတင်အခုကျတော့မိဘတွေကကိုတာဝန်ကိုယူတဲ့အောင်မသင်ဘူးအကုန်လုံး ready made လုပ်ပေးလိုက်တော့သားသမီးကြီးကအသုံးမကျတဲ့သားသမီးသူတို့ရဲ့အသက်အရွယ်လိုက်အသုံးချတဲ့အောင်နေတဲ့ထိုင်တဲ့အောင်တာဝန်ယူတဲ့အောင်သင်မပေးတဲ့အခါအသုံးမကျတဲ့သားသမီးဘလို့အသုံးကျတဲ့သူပါမှာပါဟုတ်လားမပါဘူးလို့ပြောတာဘုံပြောတာမင်းတို့သဘောပေါက်လားအသုံးကျတဲ့သားသမီးဖြစ်ဖို့အရေးကြီးတယ်ရှက်เสียမရှိဘူးအလို့ဟူတို့များဂုံရှိသွားအေးအလို့ကနေနေလို့မြင်လို့မရှိဘူးအလုံးမလုပ်တဲ့သူကမှရှက်เสียကောင်းခြေတန်းဖြီးပြီးတော့လည်းအလုံးမလုပ်တက္ကသိုလ်တက်တော့လည်းအလုံးမလုပ်အခုလည်းနိုင်ငံခြားသွားမယ်မင်းနိုင်ငံခြားသွားပြီးတော့မယ်အလုပ်တွေလုပ်တယ်နော်နိုင်ငံခြားပြန်လာမင်းတို့အလုပ်လုပ်မှာမဟုတ်အရင်ကအကျင့်တွေပြန်ပါလာတယ်အဲ့ဒါမျိုးမလုပ်ကြပါနဲ့ဟုတ်လားအေးအဲ့ဒါတော့ဒီမှာဖတ်ကြည့်ပါပါတော့ကန်လဲခဏလေးယူကြီးတွေရဲ့အလုပ်ပေါ့ကူးလားမကူဘူးတဲ့သားသမီးတွေချက်တရားမရှိပါမိဘတွေကိုကိုယ်ကောင်းမှမသိခဲ့ဘူးဆိုတဲ့သူတွေလက်ထောင်ကြည့်တာမရှိဘူးနော်မိုးချိုးပြစ်ခိုင်းလိုက်ရမလားရွေးပြီးတော့လေမိုးချိုးပြစ်တော့ဓာတ်လိုက်အောင်တော့လုပ်လို့ရတယ်ဟုတ်လားမကူပဲမနေခဲ့ဘူးပေါ့ဟုတ်လားဒါကောင်းတယ်နော်အဲ့ဒါကြောင့်ဘုံဘုံဒီလိုမျိုးနေရာတွေကိုထားသိချင်တာတင်တဲ့ဂျပန်တင်တဲ့ကိုရီးယားတင်တဲ့တွေ့ရနေရမှာဒါဒီလိုပုံစံတကျကိုတာဝန်ကိုယူခိုင်းတဲ့အလုပ်ခိုင်းတဲ့နေရာတွေကိုနေစီရအဲ့ဒီကြမှာအစုနဲ့အပေါင်းနဲ့အသင်းနဲ့နေတဲ့ထိုင်တဲ့သားတဲ့တောက်တဲ့ကိုတာဝန်ကိုယူတဲ့အလေးချင်းပါပေါ့နိုင်ငံခြားကြအကုန်ကိုတာဝန်ကိုယူရတိုင်းထားတော့ဒါလေးဖတ်ကြည့်ပါလေတော့လောကမှာမင်းတို့ဘယ်ဘက်ကနေခဲ့တာသုံးခဲ့တဲ့ဘက်ကနေခဲ့တာရှာတဲ့ဘက်ကနေခဲ့တာထွက်ပြီးကြုံခမ်းပြီးရှာလိုက်ကြအောင်ဟေးနော်ထွက်ကြုံခမ်းပြီးရှာလိုက်ကြအောင်ပါအဲ့ဒီကြပတ်သက်တယ်ဘုမင်းတို့သိတာလေဟောအဖေတို့အမေတို့ခက်ရှာခဲ့ရတာဟုတ်ငါတို့ထင်တယ်လို့သုံးခဲ့တာတန်ဖိုးမဲ့သုံးခဲ့တာဖြုံးပစ်ခဲ့တာလေမိဘတွေသူများစီရဲ့ပတ်သက်ရှာချီဟိုလေးပေါင်းဓာလေးပေါင်းမျက်နှာငယ်လေးတဲ့မင်းတို့ပညာသင်နိုင်ဖို့အလင်းမမီတော့အောင်မိဘတွေစူးစမ်းခဲ့ရအဖေလို့တဲ့သူအမေလို့အသက်ကုန်စူးစမ်းခဲ့ရခေတ်ကာလကြီးကမကောင်းတော့ပိုးပြီးခက်ခဲကြက်တဲ့အခုမင်းတို့နိုင်ငံခြားသွားဖို့ဆိုသိရာနဲ့ချီကုန်အောင်ပါသူတို့ဘယ်လိုရှာကြမလဲမသိဘူးဒါပေမဲ့မင်းတို့ကပတ်သက်လေးနှစ်ပဲသပြားရှာလဲရှာနိုင်အောင်ပြီးတော့ခင်ဗျားတို့လိုသုံးနေကြကြောက်ဒီကလောလိုလဲရတာကုန်ပြီလောက်ရင်လောက်တာမင်းတို့ပတ်သက်ရှာတဲ့အောင်မင်းတို့စောနဲ့ခိုင်းသေးတယ်မမမတို့10နှစ်လောက်နဲ့လွတ်လိုက်ရနိုင်ငံခြားပွားကြတဟာဆိုပြီးဘောပြောတယ်နော်သူများနိုင်ငံတွေကသူ့အသက်အရွယ်လိုက်ကိုတာဝန်ယူတဲ့အိမ်မှာတစ်ချက်စနစ်တကျတယ်တို့ကမရဘူးတာဝန်မဲ့နေခဲ့တာဝန်မဲ့ကြီးလာဟောပြီးကြီးလေရောလူကအဖြုံသမားတွေအသုံးချတဲ့သူမပါဘူးဖြစ်ဒါကြောင့်လောကမှာအလွယ်ဆုံးလောကပါတော့အခက်ဆုံးဟာအသက်ရှာလာခက်တယ်နော်ဒီချာစဉ်းစားပြီးရှာခဲ့ဟာဘလောက်ခက်တယ်လို့ဆိုတော့မင်းတို့သိလေအဲ့ဒီကြမိဘတွေရဲ့ဂျေဇူးမိဘတွေရဲ့ကြိုးစားအားထုတ်မှုကိုနားလည်လိုက်လိမ့်မယ်ခင်ဗျားတို့မွဲနေလို့ကျွတ်တို့ဒုက္ခရောက်တာမဟုတ်ဘူးသူတို့ဆွမ်းလောက်ကြိုးစားခဲ့တာရှာခဲ့တာနော်တို့ငါတို့ကအသုံးမချခဲ့တာလည်းပါအမှန်မသိခဲ့တာလည်းပါနော်ကိုယ့်အရွယ်နဲ့ကိုလိုက်အောင်မိဘတွေကိုကူညီပြီးတော့ဈေးရောင်းတဲ့နေရာလေးရောင်းလုပ်လို့ရတဲ့နေရာတွေအများကြီးလုပ်ခဲ့တယ်အိမ်ထဲမှာမြေတွေပိုးနေတယ်အိမ်ချက်စရာလေးတွေချက်ခဲ့စိုက်ခဲ့လားနော်အမေအလုံးများနေတယ်အမေအဝတ်တကူရှောပေးခဲ့လားခမင်းဘလောက်ကူချက်ပေးခဲ့တော့ထင်းခွဲတဲ့နေရာအဖေသက်တောင်ထင်းကူခွဲပေးခဲ့လားဘာတွေလုပ်ပေးခဲ့တော့အဲ့ဒါတွေမလုပ်ပေးရင်ငါတို့ကအဖြုံသမားတွေနေခဲ့တာအခုရှာကုန်ယုံပြီးရှာသားဟာပြီးရင်လည်းစုအောင်ပါရမင်းတို့မစုတဲ့ရင်တော့နိုင်ငံခြားရမယ်ပတ်သက်ရတယ်နော်တို့ပတ်သက်လည်းထွက်တယ်အများကြီးထွက်တာအဲ့ဒါမရှာတဲ့အများဘုံဘုံနိုင်ငံခြားမှာနေတော့ဒေါ်လာ1000ရောက်တယ်ရတယ်စသချင်းအလုပ်မှာဒေါ်လာ1000ရနော်ခုကတည်းကဆိုပေးဘူးပေါ့ဒေါ်လာ1000ဆို45သိန်းဘူးဒါအနေဆုံးနော်အခြေခံလာတာပဲရှိတယ်ဥပါဒိုင်တွေပါနေဆိုအများကြီးထားတော့100ကဘုံက
အိမ်လာကတော့ဒေါ်လာ100ထားတယ်နောက်တစ်ခုက100က80ဘုံဘုံသုံးတယ်တစ်လားလုံးစားတာ80ကုန်30ဘုံအဲ့မှာစစ်လက်တွေပါတော့တခြားသုံးကျင်တဲ့အားလေးသုံးတယ်ဖုံးဘေးဖြစ်တဲ့အားတွေပါပြီးတော့ပါတယ်အဲ့30 200 800ရအောင်စုတယ်800ရအောင်စုတယ်အဲ့တော့မင်းတို့အနည်းဆုံးမရဘူးဆိုတော့အနည်းဆုံး60ခန်းလုံးမှမစုနိုင်မင်းတို့လူမွေးလူကောင်ပြောင်းပြန်လိုက်လိမ့်မယ်မထင်နဲ့40လောက်ကိုမင်းတို့ပြန်ပြီးတော့မင်းတို့အရင်နှီးအတွက်တော့60လောက်မင်းတို့စုခဲ့အဲ့60လောက်အိမ်ကိုစိတ်မချဘူးဆိုရင်20ခန်းလုံးမင်းတို့ကကိုယ့်အကိုစုတာအိမ်ကို40ခန်းလုံးပို့တချို့မိဘတွေကလည်းအမှန်မသိဘူးဟိုကပို့ပြီးဆိုအတကောင်ဖြုတ်ပေးလိုက်မင်းတို့ပြန်လာတော့နွားလိုပဲပြန်ဖြစ်တယ်နော်အဲ့တော့ကိုပညာရေးအတွက်ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုအလောက်ကိုင်းတစ်ခုကိုပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ညီမချက်လေးရှိတဲ့အတိုင်းလုပ်ဖို့20ခန်းလုံးလို့ကိုစု40ခန်းလုံးလို့ပို့40ခန်းလုံးလောက်နဲ့သားတာတောက်တာနေတယ်အကုန်လုံလောက်အောင်သုံးလှူတဲ့တန်းတဲ့နေရာအဲ့40ခန်းလုံးနဲ့ကနေလှူရွှေသားပြီးလှူဒီထဲ60တဲ့ကမထိနဲ့20ကိုအရင်နှီးအတွက်ကိုဘဝအတွက်အရင်နှီးတာ40ကိုအိမ်ဖို့ဟုတ်လားအဲ့ဒါတော့ဘယ်လောက်လဲ40ကဇရေအလှူတန်းနဲ့ဒီထဲမှာပါဟုတ်လား40ကအိမ်ဖို့20ကကိုယ့်ရဲ့ဘဝအတွက်ရင်းနှီးမြှုပ်နှံမှုထားအဲ့ဒီချိုးတယ်မင်းတို့ကြိုးစားကြပါကြံတဲ့သူထက်တာငွေပိုးကြံမဟုတ်တော့ပိုတော့လွှဲတာဟုတ်ဆိုမပို့ဘူးပြမယ်နိုင်ငံရမယ်သားစရာတောက်စရာမင်းပြောစရာပါစရာပိုးတယ်ဗျနော်အဲ့ဒါဆိုသူများဓာတ်ပုံရိုက်သွားချင်းပြီးတဲ့သူသွားခြင်းပဲသူများအဝတ်စားဝယ်ဝယ်ခြင်းပဲမင်းတို့အလှသွားတာမဟုတ်ဘူးအလုပ်လုပ်သွားတာအဲ့ဒါလည်းမှတ်ထားငါတို့အလုပ်သမားဆိုတဲ့သိငွေတာမင်းသားမင်းသမီးတွေရုပ်ရှင်မင်းသားမင်းတွေတစ်တော့ဆက်လီလို့သွားနေတယ်အဲ့လိုနေရမှာမဟုတ်ဘူးဟုတ်ပလားဒါကြောင့်လောကမှာအလွယ်ဆုံးလောကပိုက်ဆံသုံးတာပိုက်ဆံဖြုံးတာအခက်သုံးတာပါတော့အဲ့ဒါမင်းတို့တိသွားရင်မင်းတို့အလုပ်လုပ်ရတာတန်ပါတယ်ဘုံဘုံကမင်းတို့အဲ့ဒီညင်လေးတွေပါရောက်သွားတယ်ကြနိုင်ငံခြားမှာပတ်ဆံရှာတာဘယ်လောက်ခက်တယ်လဲအဲ့ဒီစိတ်ဓာတ်ကိုမွေးခဲ့မြန်မာပြည်ကြလည်းဒီလိုပြန်ရှာအဲ့ဒါလိုတုံဆွဲတောက်နေအဲ့ဒါသားတို့သမီးတို့ကတက်လူမွေးလူတော်ပြန်လာပါလိမ့်မယ်နော်အသက်30လောက်ဆိုမင်းတို့ကိုယ်ပိုင်လုပ်ငန်းရှိသွားလိုက်မယ်အသက်40လောက်ဆိုမင်းတို့တော်တော်အိမ်နေရပါလိမ့်မဟုတ်ရင်တော့40ကျော်ရင်မင်းတို့ခွေးဖြစ်အောင်လားပြောတက်လူဖြစ်မှာမဟုတ်ဟုတ်လားအသက်လူကအသက်ကြီးလာတာများညင်စိုးတွေကပုံများတာဒါကြောင့်ကိုညင်ကောင်းလေးတွေစနစ်ကောင်းလေးကိုငငယ်နဲ့လေ့ကျင့်ထားကြဟုတ်လားကံရဆိုတော့မနေ့ကမှစမ်းဒီနေ့တော့လောက်ပါအားလုံးမင်္ဂလာပါမင်္ဂလာပါသားရသမီးတို့